နီးပညာတွေတဟုန်တိုးတက်ပြီးမှလူသားတွေရုတ်တရက်ပျောက်ကွယ်သွားရင်ကဘာကြီးကဘာဖြစ်ကြမ်းကမ်းလဲတွေးဘူးကြလားကြံရိတ်ခဲ့တဲ့တရိษံတွေကလည်းနီးပညာရဲ့ရက်ခတ်မှုတန်းကြောင့်တရေပြောင်းလဲကုန်တဲ့မြူတန်သားရဲကြီးတွေဖြစ်ကုန်နေဆိုရင်ရောဒီကဘာကြီးထဲမှာတက်ရှိတိုင်းအတွက်တေဆုံးခြင်းဟာလွတ်မြောက်ခြင်းမဟုတ်ပဲသူတို့အားလုံးဟာဒက်ဆိုင်ကယ်လို့ခေါ်တဲ့အစုံမရှိတဲ့တန်တရားစကွင်းကြီးထဲမှာထာဝရပိတ်မိနေကြတာပါဒီဂိမ်းကိုသူများတွေကစားပဲအပန်ကြာလို့ပြောကြပေမဲ့ကျွန်တော်ကတော့ကိုယ့်ထက်အင်အားကြီးတဲ့ဖြစ်တည်မှုတွေကြားမှာဘာမှမလုပ်နိုင်ပဲခြောက်ချနေရတဲ့ခံစားချက်ကိုပေးလို့ Cosmic Horror နဲ့ထည့်ခြင်းနေဗျဘာလို့ဆိုဒီဂိမ်းထဲမှာပလီယာဆိုရမယ့်စလက်ကတ်ဆိုတာဝေါ်တွေကတက်ရှိတွေနဲ့ရှင်းလိုက်ရင်ပြောစိတ်လေးတတ်တာပဲရှိပါတယ်တားရဲတွေ Mutant Creature တွေပြည့်နေတဲ့ကဘာကြီးမှာကိုယ့်အသက်ဆက်ဖို့ရအတွက်တဲ့စားစရာတွေရှာနေရတာမို့လို့မုတ်ဆိုးကနေတားကောင်ချက်ချင်းဖြစ်သွားနိုင်ပါတယ်ပိုဆိုးတာကဒီဂိမ်းက RPG ဂိမ်းတွေလို့ခိုင်တာ level မြင့်တာတွေ item ချမ်းသာကြီးတွေရတာမျိုးတခုမှမပါပဲကိုစကေးတစ်ခုတည်းကိုအားကိုးပြီးရှင်သန်ရမှာပါဒါပေမဲ့လေပတ်ဝန်းကျင်ကတန်ချုံတွေကိုကောက်ပြီးအချိန်နဲ့လှမ်းပစ်တာလိုမျိုး ability နဲ့တော့တားရဲတွေကိုခုခံလို့ရပါတယ်ဒီလိုတားရဲတွေကြားတဲ့ရှင်သန်နေရတဲ့အချိန်မှာကဘာပြန်မိုးကြီးကလည်းနေတိုင်းရွာချနေတာမို့လို့မိုးမရွာခင်မှာနီးစက်ရရှယ်တာတဲ့ဝင်ပုံးမှုလိုပါတယ်ချဲလန့်ဖြစ်တာတခုကတေးပြီးနောက်ဆုံးနားယူခဲ့တဲ့ရှယ်တာကပြန်စားရတဲ့အခါမှာကာမာပွိုင်းနေကျသွားတာပါဒီကာမာ level တွေကနေရာတစ်ခုကနေနောက်နေရာတစ်ခုကိုကူးပြောင်းတဲ့အချိန်မှာအရန်ရေးပါပြီးကာမာ level နှိမ့်နေရင်တကားမပွင့်ပါဘူးဒီဂိမ်းကဘာကြီးနဲ့ live ဖက်မဲ့နာမည်ပေးရရင် Eco Fiction မှာဇက်အိမ်တီးထားတဲ့ Post Apocalyptic War ကြီးလို့ပြောရမယ်ဗျပြိုကျပျက်စီးနေတဲ့အစာအုပ်တွေတန်ကြီးတက်နေတဲ့ပစ္စည်းအဟောင်းတွေက Post Apocalyptic ရဲ့တင်းတွေဖြစ်တယ်လို့ဒွါဝါတရားကြီးကကိုယ့်အတွက်မိတ်ဆွေလည်းဖြစ်နေတယ်လို့ရန်သူလည်းဖြစ်နေတာပါထားကိန်းနေလို့ရန်သူတွေကကိုယ့်ကိုမုန်းလို့ကိုယ့်ကိုလာတတ်ဖို့ program ဆွဲခံထားရတာမဟုတ်ပဲဒီထက်ကတက်ရှိတဲ့အကုန်လုံးကဘိုက်စာလို့တွေ့ကြရကိုအမဲလိုက်နေကြတာပါဒါတွေက Eco Fiction ရဲ့အငွေသက်တွေပါပဲတရိษံတွေရဲ့ပုံပြပန်းပြဖြစ်နေတဲ့ body horror တွေကတော်တော်လေးအသေးရစရာမတရီစရာကောင်းတယ်လို့မိုင်းညွညွ art style တွေကြောင့် atmosphere ကြီးကအစအစိမ့်မသက်ဖြစ်စေတာတော့အမှန်ပါမိုးရွာတော့မယ်ဆိုရင်လေမြေကြီးတစ်ခုလုံးတုတ်ခါမြည်ဟီးလာပြီးရှယ်တာကိုရင်ထိထိနဲ့အမြန်လိုက်ရှာနေရတာကပလေယာကိုစိုးရင်စိတ်တွေဖိအားတွေတိုးစေပါတယ်ဂိမ်းထဲမှာဘယ်နာကိုသွားပါဘာလို့ပါဆိုပြီး quest marker တွေမပါပဲပလေယာကိုလွတ်လပ်ခွင့်ပေးထားတဲ့ဟာကိုဂိမ်းတစ်ခုပါဒါကြောင့်လောင်လဲလောင်ရသလိုအချိန်ချင်းခါတေးပြီးမှဂိမ်းကိုကျွမ်းကျင်လာမှဖြစ်လို့စိတ်ရှိဖို့တော့လိုပါလိမ့်မယ်အဲ့တော့ဒီကဘာကြီးထဲမှာဘလို့အရာတွေကတေးစေနိုင်လောက်တဲ့မိုးတွေကိုရွာချနေတာလေကိုယ်တိုင်ပဲအဖြေရှာကြည့်လိုက်ပါ Android တော့ကတော့ unofficial port ဖြစ်ပြီး DLC expansion pack တွေတော့ပါမှာမဟုတ်ပါဘူး download link ကတော့ Telegram မှာယူပါDisney ရဲ့ Sleeping Beauty ကိုအားလုံးပဲကြည့်ဘူးကြမှာပါဒါပေမဲ့အဲ့ဒီပုံမြင်တာပို့ပြီးဓာတ်ဖြစ်သွားရင်ဘယ်လိုနေမလဲဒီဂိမ်းထဲမှာတော့တင်ကမင်းသားမဟုတ်တဲ့စုံးမကြီးနေရာကစားရမှာပါအိပ်ပျော်နေတဲ့မင်းသမီးလေးကိုနိုးထားဖို့အတွက်တောအုပ်နဲ့ကြီးတဲ့ကဝင်းကျင်12ခုကိုလိုက်လက်အမဲလိုက်ရမယ် Watch ဆိုတဲ့ဂိမ်းပဲဖြစ်ပါတယ်ဒီဂိမ်းရဲ့ဂိမ်းလေးပုံစံကိုမြင်သာအောင်ပြောရရင် Don't Start ကိုမှ ACC ဆော့လို့ရမယ်ပါရှင်တနက်တွေလက်သီးတွေသုံးပြီးတိုက်ခိုက်ရမှာမဟုတ်ပဲစုံးမပြီးမန်ဒါရင်စပဲတွေသုံးပြီးတိုက်ခိုက်ရမှာပါဂိမ်းမှာထူးခြားချက်က Witch Eye ဆိုတဲ့အရာလေးပါတာပဲအဲ့ Witch Eye ကရန်သူတွေရဲ့အားနည်းချက်ကိုစကန်လို့ရပါတယ် Witch Eye နဲ့ရန်သူကိုထောက်ကြည့်လိုက်သူ့ရဲ့အားနည်းချက်ကဘာပစ္စည်းလဲသိပြီဆိုတာနဲ့စုံးမရဲ့လက်စဲတော့ Grimoire စာအုပ်ကြီးထဲမှာပစ္စည်းဖော်ဆန်လေးကိုကြည့်ဖော်ဆက်ဖို့ကလိုအပ်တဲ့ပစ္စည်းတွေကိုတော့ wall ထဲမှာလိုက်ရှာရပါတယ်အစာပိုင်းမှာပစ္စည်းတွေရှာပြီး craft လုပ်ရတဲ့အရန်ရိုးရှင်းပေမဲ့နောက်ပိုင်းကျတော့အစစ်စစ် craft ရတဲ့ chain crafting ပုံစံဖြစ်သွားတာဗျဥပမာကျွန်တော်တို့က monster ကြီးတစ်ကောင်ကိုပညာပေးဖို့က spell တစ်ခုလိုမယ်ဗျာ ice spell ကိုဖော်ဆက်ဖို့ကတော့အစိပ်ပလင်းတစ်ခုလိုမယ်အစိပ်ပလင်း craft ဖို့ကလိုအပ်တဲ့ပစ္စည်းတွေကိုတော့ fiery day ကဘာကြီးထဲမှာလိုက်ရှာရပါတယ်ဘာပစ္စည်းတွေလိုအပ်တယ်လဲဆိုတာကိုလည်း Grimoire စာအုပ်ထဲအချိန်မရွေးကြည့်လို့ရနေတော့ crafting ဘိုင်းမှာခေါင်းရမ်းမစားရပဲစော့တာချေးဖြစ်တာပေါ့နော်ဒီဂိမ်းရဲ့ပုံစံကအဲ့လိုပစ္စည်းရှာလိုက် craft line နဲ့ loot တစ်ခုထဲမှာလည်နေလို့ချိန်ကြာရင်ပြင်းလာနိုင်တဲ့ထင်ရပေမဲ့လေလှပတဲ့ artwork တွေဘိုင်ယုံအသစ်တွေက player ကိုအများနဲ့ refresh ဖြစ်စေတယ်အောက်ခတ်တင်းညင်ညင်လေးတွေကလည်းဂိမ်းထဲမှာစီးမျောသွားစေတယ်လို့စွန့်ဘိုင်ယုံမှာဆိုမိုးတစ်ဖြောက်ဖြောက်ကြတဲ့ဖောက်အတန်လေးတွေကအရန်ကို relax ဖြစ်စေတာပါ requirement အနေနဲ့ RAM 4 Snapdragon 900 Android version 11လောက်အနည်းဆုံးလိုပါတယ်ဂိမ်းရဲ့ character design တွေကလည်း Dark Fiery Day ဆိုတဲ့အတိုင်းကြည့်လိုက်တာနဲ့ခြောက်ကြားစရာ creepy vibe ကိုရတာပါအရှိဂိမ်းတွေလို adrenaline မပေးပေမဲ့လှပတဲ့ Fiery Day War ကြီးထဲမှာပစ္စည်းရှာလိုက် craft လိုက်စုံးမကြီးတယောက်လိုစီမျောကြည့်ရင်တော့ Watch ကထွန်းကြည့်တဲ့ဂိမ်းတစ်ခုပါ Modern Combat Series နောက်ပိုင်း Dead Trigger နောက်ပိုင်းမှာ Mobile Mode ကို offline story shooting game ကောင်းတွေထွက်မလာတော့ပါဘူးဒါပေမဲ့2025ခုနှစ်ကထွက်ခဲ့တဲ့ console quality ရှိတဲ့ Bright Memory Infinite ကတော့ mobile gaming လောကရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးခဲ့ပါတယ်ဂိမ်းရဲ့ဇာတ်လမ်းကိုအတူချုံပြောရရင်တရုတ်ပြည်မှာပုံမှန်မဟုတ်တဲ့ရာသီဥတုအခြေအနေကိုမမကြီးရှယ်လီယာသွားစုံစမ်းတဲ့အခါမှာကောင်းကင်မှာ black hole ကြီးတစ်ခုပေါ်ပေါက်နေပါတယ်အဲ့နေရာကိုရှယ်လီယာကိုဒုက္ခပေးနေကြ General Lin တို့ရဲ့တပ်ဖွဲ့ကလည်းရောက်နေပါတယ်
ကောင်းကင်ကဘလက်ဟိုးကြီးကမော်ဒန်နဲ့ရှေးခေတ်ချိန်တွေကိုရောထွေးသွားစေတာမို့လို့ရှယ်လီယာအနေနဲ့ဂျန်နရယ်လင်ရဲ့စစ်သားတွေနဲ့ကိုရှေးခေတ်ကစစ်တီတော်နေနဲ့ပါရင်ဆိုင်ရမှာပါသူက Call of Duty လို့လို့ shooting တီးတန့်ကြီးမဟုတ်ပဲ sci-fi vibe ကိုမှ stylish action နဲ့တွတ်တွတ်လက်လက်ဆိုရတဲ့ fast paced တို့ကိုအချိုးကျကျရောစပ်ထားတာဗျ stylish action ဆိုတာကိုမြင်သာအောင်ပြောရရင် enemy တွေကိုတောက်ထကြကြပညာပေးရတာကိုပြောတာပါ Bright Memory Infinite မှာဆိုရင်အိဇိုအန်ရဲ့ energy နဲ့ပြစ်ပြီး enemy တွေလေပေါ်မြောက်သွားချိန်မှာ light solar နဲ့ပပနဲ့ခုတ်တာတွေအိဇို energy နဲ့ပြစ်ပြီး enemy တွေကိုလွင့်ထွက်သွားအောင်လုပ်ပြီးအားရပါဆော့ရတာမျိုးပါဒါလည်းမကသေးပဲ enemy တွေပြစ်လိုက်တဲ့ project တိုင်းတွေကိုလည်း light solar နဲ့ parry လုပ်ပြီးကိုမမှန်အောင် deflect လုပ်တာမျိုးကြီးစံတွေကိုပြစ်လိုက်တဲ့သူစီပြန်သွားအောင်လုပ်တာမျိုးတွေထိလုပ်လိုက်လို့ရပါတယ်ရိုးရိုးကြီးနဲ့ကြီးပြစ်နေရရင်အားမရမှာဆိုလို့ပောက်ကွဲအားပြင်းပြီး damage ပြင်းတဲ့ special ammo တွေပါထည့်ပေးထားသေးတာပါဒီ game က linear progress ပုံစံသွားပေမဲ့လို့ပြင်းစရာကောင်းမသွားပဲစက္ကန့်တိုင်းမှာ player ကို dopamine နဲ့ share ပေးပါတယ်အားရစရာကောင်းတဲ့ hit detection နဲ့ explosion effect တွေ challenge ဖြစ်တဲ့ boss encounter တွေနဲ့ level တစ်ခုနဲ့တစ်ခုမတူညီတဲ့ mission တွေက player ကိုပြည့်မသွားအောင်ဆွဲခေါ်ထားပါတယ် first person မှာခေါင်းမှုသူတွေအတွက် third person perspective နဲ့ပြောင်းဆော်လို့ရပြီးကျွန်တော်ကတော့ third person view နဲ့ဆော်ရတာကိုကြိုက်ပါတယ် Yeah, boy. graphic ဘိုင်းကတော့ဗီဒီယိုမှာမြင်ရတဲ့အတိုင်းပါပဲ ray tracing နည်းပညာကိုသုံးထားလို့ shadow တွေ reflection ဘိုင်းတွေနဲ့ object distraction ဘိုင်းတွေက realistic ဆန်ပါတယ်ဒီလို graphic ပုံစံကြောင့်ပဲ low device တွေတက်အဆင်ပြေမှာမဟုတ်ပါဘူး Snapdragon 800အထက်လောက်ရှိမှဆော့ရတာအဆင်ပြေပါလိမ့်မယ် gameplay တိုင်းကတော့2နာရီကြော်ပဲရှိတာမို့လို့ဆော့ရတာတိတ်ပြီးအားမရမိပါဘူးဒါပေမဲ့လည်း console quality offline shooting ကိုခံစားကြည့်ရင် Bright Memory Infinite ကိုတော့စမ်းဆော့ကြည့်စေချင်ပါတယ်ကဲခေါင်းကြီးတို့ဘလို့လဲ PC console game တွေ mobile ပေါ်ဇက်တက်ရောက်လာပြီဆိုတော့လမ်း3ချောင်းပဲပါတဲ့ game ကနေရုံထွက်နိုင်ပြီလားဒီ list ထဲမှာကောဘယ် game ကိုအကြိုက်ဆုံးလဲတခြား recommendation တဲ့ game တွေရှိရင်လည်း comment မှာပြောပြခဲ့ပါဦး